င်္ဂလာပါစောပြစ်ကောင်လေးတို့ရေအနှုံးပြန်လာပါပြီအမစင်းလာနဲ့ချက်ချင်းဂန်းနေပါညာကောက်အောင်ရှိမှတကောင်ဝင်တော့တွေ့ရမလားချက်ချင်းနောက်ကလိုက်ရောအေးပန်းရှောအားနဲ့နောက်ထပ်တကောင်ထပ်ပါလေအားနဲ့အားလုံးမလုပ်တော့ဘူးကွာတော့အောက်မှာဂန်းတော့ရှာပါညာဘောအောက်မှာ enemy ရှိလာချက်ရင်ရောအမနောက်ထပ်တကောင်ရှောအဲ့ဒါနဲ့တငယ်ချင်းတို့ရေခြေတံလေးကြားလို့ဆိုပြီးတော့အတင်လေးကနေပတ်ပြီးတော့ဝင်သွားတာကွာအမဘလူးပြစ်သွားလဲဆိုတော့ပဲရှိုးလိုက်တော့ရှောအနောက်မှာငုတ်တုတ်ကြီးထိုင်ဆောင်နေတယ်လို့ငါစီအဲ့ဒါနဲ့ဖုန်းကလီးနေလို့ဆိုပြီးတော့မရောအမထွက်ဆက်ရှင်ဂိမ်းနဲ့ပြန်ဝင်တပွဲပြန်စဘူးကမိန်ကိုထက်ဆင်းရင်ဒီတစ်ခါအန်တော့လုံးဝအပီပင်ကြိတ်တော့မဟုတ်ဘိုက်မှာတကောင်တွေးပြီးဟိုဘိုက်မှာတကောင်တွေးပြီးရောအမဘာလုံးနေရတော့တခါတည်းတန်းရှော့ထက်ဆင်းတာနဲ့ဟဲ့အေးအမမြောင်လောင်းတကောင်ထက်ကြလာတယ်ရောအမတခါတည်းတန်းတော့အထဲကနေခြေတန်းထက်ကြရတယ်အထဲဝင်ပြီးမှကြည့်ဘာညာရဲ့နောက်တော့ထပ်တွေ့ရောအမတခါပြန်တော့ဒီခါလေးခြေတန်းကြားပြန်မြင်အောင်စောနာလို့တော့မလာတော့နော်ညံနဲ့သွားရောအမဒီမှာရှိမှငါသိရဲ့ခြေတန်းကြားရောအမဖင်လေးကိုကြည်တောင်းလိုက်ထက်အောင်ကြီးအရှိရတကောင်တော့ဆိုတော့မကြောက်ဘူးအမသူတငယ်ကြီးပြောလိုက်တဲ့နေမှာတွေးတဲ့ဆက်ဆိုပြီးမှတက်လာတယ်ရောအမမင်းမတခါတည်းရှော့အပါခေါ်ပြီးလိုက်ရှော့လို့ပြောင်းကြီးအဲ့ဒါနဲ့ခြေတန်းလေးကြားလို့ဆိုပြီးမှအပေါ်လေးတက်သွားတာရောင်းကြီးကောင်လေးကဒီတောင်းမှကန့်နေတာလို့အမအစာကြီးအမကိုတောင်လေးကိုနှိထူးမလို့အမကွီးဦးလေးဆွဲနေရဟိုဘက်ကခြေတံလေးကငါအตาလေးကြားလိုက်တာဒီကောင်ဘာကောင်လေးပေါ့အားကြီးတို့မင်းတို့ငါတကွဲပြမယ်ကြည်တာအဲ့ကောင်လေးကိုငါတီးလိုက်ပြီးအဲ့ကွက်ငါခဏခံနေရတာအမကွီးဦးလေးကိုအตาလေးဆွဲဒီလေအဲ့နားလေးမှာငါအစတကောင်လေးရှိရထင်တာကွာအမှန်တကယ်နှကောင်ကတာကြီးတို့ရှိုးကြီးတော့အမနှိမ့်ဝင်တော့မနှုံးလို့အဲ့နဲ့ဘယ်ရမလဲအန်လုံးလေးတနှုံးလေးရှိတယ်တက်ပြစ်မှာဗောမင်းရလေဟိုမှာတကောင်တွေးလိုက်ပြီးရောရမ်းပြစ်တယ်မထီဘူးအဲ့နောက်ထပ်တကောင်ဒီဘက်ဗီနာလေးမှာငြိမ်နေတာရောငါအဲ့ဒါကိုမသိဘူးငါတကောင်လေးထီနေပြစ်တာကြီးနောက်ကောင်လော်လေးရောအမတခါတည်းတန်းတော့ရောဟိုကောင်လေးကဆင်းလာရှော့တခါတည်းနော့ပြီးလိုက်တယ်ရှော့လို့နော်ကောင်လေးကိုအပါခေါ်ပြီးတော့ရရင်ငါခြေတန်လေးအตาလေးထက်ကြလိုက်တယ်အပြစ်မှတကောင်ကြီးရမဆူစီအကွက်ငါတကွဲပြရမယ်မင်းတို့ငါမဆူစီအကွက်တကွဲပြမယ်ကြီးရအောင်မင်းဒီလောက်က easy breezy ရောအตาလေးချေရောပန်းတွေ့လားအောင်ကြီးအဲ့နဲ့နောက်ထပ်တစ်စကွက်ထက်ရောက်လာတယ်ငါနေကမရှိတော့အမတခါတည်းရောစမုတ်ကလေးအသားလေးထည့်ပေးတယ်ကောင်းလေးရောင်းတောင်းကြောင်းနဲ့ဝင်လာအလူအိမ်မှတ်နေလားမသိဘူးအမရောတော့တခါတည်းကျနောက်ထပ်တကောင်မြန်မာလူကြီးဝင်လာအောင်မနောက်ထပ်တကောင်မြန်မာလူကြီးဝင်လာအောင်မဟိအောင်ကြီးဒီဘက်မှာပြည့်နေတော့ဆရာသမားဘယ်ကိုကြည့်ပြီးသွားနေလို့ဘုံမူးမိုင်နေကြည့်အောင်ရောအမတခါတည်းတော့ရှော့အဲ့နဲ့ရောချက်ချင်းကိုတန်းပြီးတော့မှနောက်ထပ်တစ်စကွက်ကြီးကထက်ရောက်လာတာပါလို့ခြေတန်းကြီးနေရောအမ pre fire ရညာဘက်ကကောင်ငါသတိမထားမိဟိုမှာငုတ်တုတ်ကြီးတွေ့လားညာဘက်ကကောင်သတိမထားမိဘူးလို့ရောနောက်ကောင်သားဝင်လာတာရောသူပြငါပြအောင်ပြစ်တယ်ငါလည်းပြစ်တာရောလက်တွေပါတုံးလို့ရောအမ extra game ရှော့ကျေးဇူးတွေလည်းတင်ပါတယ်လို့